Hello guys မင်္ဂလာပါကျွန်တော်ကတော့ WY တွေပဲဖြစ်ပါတယ်အခုကျွန်တော်ပြပြချင်တာကတော့ Where Wins Meet မှာကျွန်တော်တို့မရှိမဖြစ် Mystery Escape တခုပေါ့နော်ဒီကောင်က Ghostly Step လို့ခေါ်ပါတယ်ဒီဟာလေးပါကျွန်တော်တို့အဲ့ဘယ်နာကောင်းလဲဆိုတော့ဒီကောင်က dash လုပ်တဲ့အခါမှာနော်တော်တော်လေးကိုမြင်တယ်အဲ့ဒါကိုကျွန်တော်နဲ့တူတူဘယ်လိုတောင်းလဲဆိုတာကိုတစ်ချက်လိုက်ကြည့်လိုက်ပါဦးဘယ်နေရာမှာရှိတယ် location လေးပြပြမှာဖြစ်ပါတယ်ခဏနေကျွန်တော်မြေပုံထောက်ပြမယ်ပေါ့နော် map ထောက်ပြပါမယ်ကျွန်တော်တော့ပြတဲ့အတိုင်းလေးတွားလိုက်ပါပြီးအဲ့အိမ်လေးပေါ့နော်အဲ့အိမ်လေးရှိမှကျွန်တော်မတ်လေးထောက်ပြမယ်နော်ခုကျွန်တော်ပြထားတဲ့မတ်နေရာလေးကိုသွားလိုက်ပါပြီးအမှ ghost market ဆိုရှိရနော်အဲ့ ghost market ကိုကျွန်တော်တို့တူတူသွားလိုက်ရအောင်သူကအိမ်ထဲဝင်သွားပြီဆိုရင်ဒီမှာသူက account လေးတစ်ခုရှိရပေါ့အဲ့ account လေးထဲဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့အောက်ထဲမှာ ghost market ကိုရောက်သွားပြီအဲ့ ghost market ပြီးတော့ကျွန်တော်တို့ဘယ်ကိုဆက်သွားလဲဆိုကျွန်တော်တို့တစ်ချက်လိုက်ကြည့်လိုက်ပါကျွန်တော်ဒီပေါ်နားလေးရရှိရဲ့ဂိတ်ပေါက်လေးကိုတစ်ချက်လဲလိုက်မယ်နော်ပြီးရင်ဂိတ်တကားလေးပွင့်သွားမယ်ပြီးရင်ကျွန်တော်တို့အောက်ကိုဆင်းရမှာပေါ့နော်ဆင်းတဲ့အချိန်မှာတော့တခြားကြီးဆင်းပါနော်ဒီတိုင်းဟုံတိုင်းဆိုပြီးဆင်းလိုက်ရင်တော့တည်သွားနိုင်တယ်အဲကြောင့်ဒီနားလေးကို view တစ်စိုက်ပြီးတော့တစ်ဖက်ဘဲညာတုံးလေးရှိတယ်အကောင်နင်းပြီးတော့ဆင်းပြီးသွားမယ်အောက်ရောက်သွားရင်ထပ်ဆင်းရအောင်ပါနော်အောက်ကပို့ပြီးခတ်တယ်ဒီနေရာဆင်းရတာအောက်က तू ကအဲ့လိုတုတ်ချောင်းနဲ့ဆွဲထားတဲ့ဖောင်လေးပေါ့နော်အဲ့လိုတေချာလေးကြောက်အောင် तू ကနေရမှာပေါ့နော်ပြီးတော့ရင်သူပြထားတဲ့ခုံလမ်းခုံလို့ရတဲ့နေရာလေးတွေကိုခုံလိုက်ပေါ့နော်ပြီးရင်ဒီမှာ chest တစ်ခုရှိပဲဒါကတော့ရေမကြီးဘူးယူလဲရတယ်မြူလဲရတယ်ဒါပေမဲ့ဒီဘက်ဘေးမှာတစ်ခုရှိတယ်တထုံးရှိတယ်ပြီးရင်ဒီဘောတစ်ခါတက်မယ်ပြီးဒီအထဲထဲကိုဝင်လိုက်မယ်ဝင်ပြီးတော့ဒီဘက်မှာလည်းထပ်ခုံအောင်ပါပေါ့နော်ဒီနေရာနည်းနည်းတော့ခုံရတာတော့ခက်တယ်သေချာလေးခုံပါနော်ခုံလိုက်မယ်ဟိုဘက်ကိုခုံမယ်ပြီးရင်နောက်တစ်ခုထပ်ခုံမယ်ပြီးအရှိမခုံလေးဟာလေးရှိတယ်သူကဇက်တိုက်ရှိတာပေါ့နော်ရှေ့မှာရှိပြီးတော့အဲ့နေရာလေးမှာသူကအဖုံးလေးကိုမြားနဲ့ပြစ်လိုက်ပြီဆိုရင်သူကအပေါက်ပွင့်သွားတယ်အပေါက်ပွင့်သွားရင်လမ်းခုံလို့ရသွားပြီရသွားပြီဆိုရင်ပြန်ခုံမယ်ပြီးဒီဘက်ထပ်ခုံမယ်ပြီးဟိုဘက်ထပ်ခုံမယ်ပြီးထပ်ခုံမယ်ပြီးခုံမယ်အဲ့တန်းလေးခုံသွားပါပေါ့နော်တန်းလေးကိုခုံသွားပြီးအပေါ်တက်ခုံမယ်ပြီးအောင်ဆင်မယ်ပြီးရင်အဲ့သူကတရားကိုဒဲတန်းသွားလိုက်ပြီဆိုအဲ့မှာအပေါက်လေးရှိရပေါ့နော်အဲ့အပေါက်လေးကိုဝင်လိုက်မယ်ဝင်လိုက်ပြီဒီဘက်မှာကျွန်တော်တို့ကပြိုကျမဲ့နေရာလေးရှိတယ်အဲ့ဒါလေးရောသတိထားပြီးခုံပေါ့နော်သူကခုံတဲ့နေရာကတော့တူတူပဲရှိရတယ်တူတူပဲဒါပေမဲ့သူကအဲ့လိုပြိုသွားတဲ့နေရာလေးရှိရပေါ့နော်ကျွံကျသွားတဲ့ဟာလေးရှိတယ်အဲကြောင့်တန်းလေးခုံမယ်ခုတန်းလေးတွေခုံမယ်ခုံပြီးသွားရင်သူကနောက်ဆုံးမှာဒီခုံနဲ့ပြီးသွားတဲ့နေရာရဲ့နောက်ဆုံးမှာသူက chest ရှိရပေါ့နော်အဲ့ပေါ်မှာသူက chest တွေ့တော့မယ်အဲ့ chest ထဲမှာကျွန်တော်တို့ server လေးရှိရအဲ့ server လေးကကျွန်တော်တို့ ghostly step ရဲ့စာပဲလေးပေါ့နော်အဲ့ဒါလေးရသွားပြီဆိုကျွန်တော်တို့ ghostly step လေးပွင့်သွားပြီပွင့်သွားပြီဆိုရင်ကျွန်တော်တို့ဒီဟာလေးပေါ့နော်ဒေါင်းလေးပွင့်သွားပြီပွင့်သွားပြီဆိုရင်ကျွန်တော်တို့ထည့်မယ်အကောင့်လေးပေါ့နော်ဒါတခုကြိုက်တဲ့နေရာမှာထည့်လိုက်ပေါ့ကိုအဆင်ပြေရဲ့ပတ်တဲ့နေရာမှာထည့်လိုက်ထည့်ပြီးသွားရင်ကျွန်တော်တို့စာအသုံးပြုလို့ရပါပြီကျွန်တော်